ဒီနေ့ဘုန်းကြီးကကိုဆုံးမခြင်းအပိုင်း1ကိုဘုန်းကြီးတို့ပရိသတ်များအားအသည့်တစ်ခုအမျှပြုချင်ပါတယ်။အဲဒီကိုဆုံးမခြင်းအပိုင်း1မှာဘုန်းကြီးကဗာလေးရေးထားလဲဆိုတော့စိတ်ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်။စိတ်ကြီးပြီးတော့တတိကသေးရင်စိတ်လိုက်မှန်ပါလုံမိတတ်တယ်။တတိဟာစိတ်အားလုံးရဲ့အချုပ်ပဲ။တတိပိုင်းရင်စိတ်ကိုနိုင်မယ်။တတိပိုင်းရင်စိတ်ကမှားမယ်။ဒါကြောင့်စိတ်ကြီးဖို့ထက်တတိကြီးဖို့လေ့ကျင့်ရမယ်စိတ်မြန်ဖို့ထက်တတိမှန်ဖို့ကြိုးစားရမယ်စိတ်မညစ်အောင်တတိအနှစ်ဆောင်ရမယ်ဒါအဲ့ဒီစာစုလေးမှာပါတဲ့ဘုန်းကြီးရဲ့အဓိကစကားပါပဲစိတ်ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်ဆိုတာဘုန်းကြီးတို့ကိုယ်တိုင်လည်းပဲစိတ်ကမြန်တယ်ဒီကနေ့ဆိုစိတ်တိုးလိုက်ဒီကနေ့ဆိုအလိုမကျဖြစ်လိုက်ဒီကနေ့ဆိုစိတ်လိုက်မှန်ပါလောက်တယ်ဒါမျိုးလေးတွေဖြစ်တတ်တယ်စိတ်ဆိုးတာစိတ်တိုးတာစိတ်အလိုမကျဖြစ်တာစိတ်ကြီးတာအလုံးဟာဒေါသရဲ့သဘောတွေပဲဒေါသကမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကဒေါသောအဋ္ဌာနသာနာတိဒေါသဖြစ်ရင်အကြောင်းအကျိုးအကောင်းအဆိုးကိုမသိတော့ဘူးဒါကြောင့်ဒေါသသမားအကန်းနဲ့တူတဲ့အတွက်ကြောင့်ဘာဖြစ်လို့ဒီဒေါသဖြစ်ရတာလဲဒေါသဆိုတာဖြစ်เสียအကြောင်းရှိလို့အာယုံရှိလို့ဒေါသဖြစ်လာတာဒေါသဖြစ်เสียကအာယုံတစ်ခုပေါ်လာရင်ဒေါသဖြစ်เสียရှိလို့ဒေါသလေးကဖြစ်သွားတယ်ဖြစ်ရင်ဖြစ်တဲ့အခိုက်အတန့်မှာရက်ထားနိုင်ရင်တော့ပုရုဇဉ်တဘာဝအတော်လေးစိုးကျိုးနေသွားမှာဒါပေမဲ့ဒေါသဖြစ်တာကိုမသိတဲ့အခါကျတော့အဲ့ဒီမသိစိတ်နဲ့ပဲဇက်တိုက်လှုပ်ပြီးတော့လူတွေမှာဒေါသအလျောက်ကျွလွန်မိခဲ့တဲ့အမားတွေကအများကြီးဖြစ်သွားတယ်။ကြောင့်ဘုန်းကြီးကဒီစာစုလေးမှာစိတ်ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်ဆိုတာလေးထည့်ပြောတာလူကစိတ်တော်တော်ကြီးတယ်ဘုန်းကြီးတို့ကိုယ်တိုင်လည်းစိတ်ကြီးတယ်စိတ်အညှိုးတေးကြီးတယ်တခါဘာပဲလုပ်လို့ကိုယ်တိုင်လုံးဝမှစိတ်တိုင်းကြတယ်ဆိုအဲ့ဒါမျိုးလေးဖြစ်တဲ့အခါကျတော့တခါသူများကကိုယ်စိတ်တိုင်းကြမဖြစ်ရင်ကိုယ့်ဘာသာကိုယ်ပဲစိတ်တိုင်းမကြဖြစ်ပြီးတော့ဒေါသတွေထွက်အလိုမကျတွေဖြစ်ပြီးတော့သူတို့ကိုအပြစ်တွေရှောက်မြင်နေတော့အဲ့တော့ဘေးကလည်းပဲဘယ်သူမှမပြောနိုင်ကိုယ်စိတ်ကိုလည်းကိုယ်ကမသိနိုင်တဲ့အခါကျတော့စိတ်အလျောက်စိတ်ကြီးတဲ့အလျောက်အမားတွေဇက်တိုက်လိုက်ပြီးတော့လှုပ်လိုက်တဲ့အခါကျတော့စိုးကျိုးတွေကြီးပဲဇက်တိုက်ဖြစ်ကုန်တော့တာ။နောက်ဘုန်းကြီးတို့ကစိတ်ကြီးတဲ့သူတွေမှာမြတ်စွာဘုရားရှင်အလိုတော်ရတတိကအရေးကြီးတာပဲ။ကိုယ်စိတ်ဘာဖြစ်တယ်ဆိုတာမသိတဲ့မောဟတရားကမဟုတ်တဲ့အလုပ်တွေမှာဇက်တိုက်ကျူးလွန်တာတွေဖြစ်စေတော့လူတွေမှာစိတ်ကိုဘာစိတ်ဖြစ်တယ်ဆိုတာသိရင်အဲ့ဒီစိတ်အလျောက်မလုတ်ဖြစ်တော့စိတ်လိုက်မှမလုတ်ဖြစ်တော့တတ္တဝါတွေအမှားလုတ်တယ်မဟုတ်တာတွေလုတ်တယ်ဆိုတာမသိလို့လုတ်တာသိတော့ရင်မလုတ်တတိဆိုတာကအဲ့ဒီမသိစိတ်ကိုသိတော့အောင်သူက control လုပ်ပေးတာထိန်းချုပ်ပေးတာမြတ်စွာဘုရားရှင်တရားတော်များဟာလက်တွေ့ဘဝထဲမှာ apply လုပ်ဖို့ဘုရားကဟောကြားတော်မူတာဖြစ်တယ်နားထောင်ကောင်းရင်တက်နာယုံတက်မဟုတ်ဘုန်းကြီးတို့ဒီနေ့ပြောတဲ့ဓမ္မလက်ဆောင်လေးတွေဟာလည်းပဲဒါလေးတွေကိုသိပြီးတော့သူတော်ကောင်းများရဲ့ကိုယ့်ရဲ့ဘဝထဲမှာ apply လုပ်ပြီးလက်တွေ့ကျင့်သုံးပြီးတော့နေထိုင်ကြမယ်ဆိုရင်အထက်အလျောက်မြတ်စွာဘုရားရှင်တရားတော်နဲ့ဘဝကိုငြိမ်းအေးမှုရစေသွားမှာအမှန်ပဲစိတ်ကြီးပြီးတော့တတိမကြီးဘူးတတိမရှိဘူးဆိုရင်စိတ်လိုက်မှန်ပါတယ်အကုန်လုံးရှောက်ပြီးတော့လှုပ်ဖြစ်တယ်တခါကြတော့လူတွေမှာဘာဖြစ်လို့ဒေါသထွက်ရတာလဲဘာဖြစ်လို့စိတ်လိုက်မှန်ပါလှုပ်ဖြစ်ရတာလဲဘာဖြစ်လို့စိတ်ဆိုးစိတ်တူဖြစ်ရတာလဲဆိုတော့သူကတခြားအာယုန်တွေကြောင့်လို့ပြောလို့ရဘယ်သူကြောင့်ဘဝကြောင့်လို့လူတွေကအဲ့လိုထင်တာအမှန်ကတော့ကိုယ်တဏ္ဍာမှာရှိနေတဲ့ကိုယ်ဒေါသကြောင့်ဖြစ်တာကိုယ်ဒေါသကြောင့်ဖြစ်တာအပူဆိုတာတကယ်တမ်းကျသူများပေးလို့ပူတာမဟုတ်ကိုကယူလို့ပူတာကိုကခံစားလို့ဖြစ်တာကိုကမယူရင်ကိုကမခံစားရင်အပူဆိုတာမရအဲ့တော့ကိုယ့်အပူကိုအတိလေးနဲ့ညှိပြီးတော့နေမယ်ဆိုရင်အပူတက်တာမြတ်စွာဘုရားရှင်လက်ထက်ကအဲ့လိုပဲဒေါသအလျောက်သိပြီးတော့လွတ်တက်တဲ့ပုံနာကြီးတူရှိတယ်ဝိနုစာပေမှာတော့ဘာရဒွါစခေါ်ဘာရဒွါစပုံနာကြီးကအစဲချမ်းတယ်တော်တော်အစဲကြည့်တယ်အကောသဘာရဒွါစလို့ခေါ်တယ်ဘလောက်ဒီဆဲလဲဆိုတော့ဒီနေ့မြတ်စွာဘုရားရှင်ကသူလာဆဲတာဘုရားရှင်ကိုအမျိုးလာဆဲတာဆိုတော့ပုံနာကြီးကစိတ်လိုက်မှန်ပါဒေါသအနဲ့ဘုရားကိုလာပြီးတော့တိုက်ခိုက်တာဆို
ဆိုတော့ဒေါသနဲ့လာတဲ့သူကိုဘုရားကဒေါသနဲ့ပြန်မတုံ့ပြန်ဒေါသနဲ့ပြန်တုံ့ပြန်ရင် तू ကမီးကိုမီးနဲ့ရှို့တယ်လို့အကုန်လုံးလိုက်ပြီးတော့ तू လဲလောင်ကိုလဲလောင်ဖြစ်တယ်ဒေါသနဲ့လာစေတဲ့ပုံနာကြီးကိုဘုရားကဒေါသနဲ့ပြန်မတုံ့ပြန်မယ်နဲ့မေတ္တာလေးနဲ့ပြန်တုံ့ပြန်ပုံနာကြီးဘေးရန်ကင်းပါစေစိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းကင်းပါစေချမ်းသာစွာမိမိခန္ဓာကိုယ်ရွတ်ဆောင်နိုင်ပါစေဝိจิตတန်းကြီးမေတ္တာပို့တဲ့သဘောမျိုးမဟုတ်ဘဲနဲ့တကယ်ကိုပဲစိတ်ထဲမှာရှင်းလင်းပြီးတော့လေကြည်လင်တဲ့စိတ်ကလေးနဲ့တကယ်ကိုပဲအကျိုးလိုလာတဲ့စိတ်ကလေးနဲ့ပုံနာကြီးကိုဘုရားကမေတ္တာပို့ဟိုဘက်ကပုံနာကြီးကမေတ္တာကိုပထမတော့လက်မခံနိုင်သူ့ဒေါသအလျောက်သူ့ဘာသူလောင်းပြီးတော့ဘုရားကိုအမျိုးမျိုးဆဲတာအမျိုးမျိုးဆဲတော့ရိသတ်ရေဆဲတယ်ဆိုတာကလေသူဆဲကိုဆဲမှအားရှိတာသူကလည်းဆဲသူကဆဲတော့ကိုကလည်းပြန်ဆဲသူတစ်လုံးဆဲတော့ကိုကနှလုံးပြန်ဆဲဩဆဲတယ်ဆိုတာသူဆဲကိုဆဲမှအားရှိတာတယောက်တည်းဆိုရင်အားမရှိပုံနာကြီးကအဲ့လိုဖြစ်သွားတာသူတယောက်တည်းဆဲနေရသူတယောက်တည်းဆဲတော့ကြားတော့မောလာတော့မှခဏနားတဲ့အချိန်ဘုရားကမေးတယ်ပုံနာကြီးသင်ဆဲလို့ပြီးပြီလားပြီးတော့မပြီးသေးဘူးရှင်ဂေါတမဘာပြောမလို့လဲဖေတုတော့ပြောစရာမြေပုံနာကြီးတဲ့သင်ကိုဥပမာတစ်ခုပေးမယ်တဲ့သင်အိမ်ကိုဆွေတော်မျိုးတော်တွေလာတယ်လို့ဆိုကြပါစို့အမျိုးဆွေလာတဲ့အခါမှာအိမ်မှာရှိတဲ့စားဝယ်တောက်ဖွယ်တွေနဲ့တဲခင်းအခန်းသူတို့ပြန်သွားတဲ့အခါအိမ်မှာရှိတဲ့လက်ဆောင်လေးတွေထုတ်ပြီးတော့သင်အမျိုးတွေကိုသင်ပေးလိုက်တယ်လို့ဆိုပါစို့သင်ပေးလိုက်တဲ့လက်ဆောင်လေးတွေကိုသင်အမျိုးတွေကယူမသွားဘူးဆိုရင်အဲ့ဒါတွေဘာမှကြံမလဲဘုရားကပုံနာကြီးမေးတော့ပုံနာကြီးကသူတို့ယူမသွားဘူးဆိုရင်တပည့်တော်ရှိမှပဲကြံမှာပေါ့တပည့်တော်အိမ်မှာပဲကြံမှာပေါ့ဖះအဲ့လိုပဲပုံနာကြီးတဲ့ခုနသင်ဆဲတာတွေငါလက်မခံဘူးဆိုရင်အဲ့ဒါတွေဘယ်လိုမှကြံမလဲဆိုတော့ပုံနာကြီးတို့ဟုတ်တာပဲငါမှပဲကြံမှာပေါ့ငါပဲခံစားနေတာငါပဲပူနေတာပါသောပေါက်ပါအဲ့ဒါပရိသတ်ကြီးမြတ်စွာဘုရားကဒေါသကိုမေတ္တာနဲ့တတိတရားနဲ့ပြန်တုံ့ပြန်လိုက်တာဆိုတော့ဒေါသဖြစ်ရင်အဲ့ဒီခုနပုံနာကြီးလိုပဲကျန်တဲ့လူကတော့ပူလားမပူလားမသိသေးဘူးဖြစ်ရင်ဖြစ်တဲ့သူကအရင်ပူတာဖြစ်တဲ့သူကအရင်ခံစားရတာပဲအဲ့ဒါကိုတတိမရှိဘဲနဲ့ဟိုဘက်ကစန့်ကျင်ဘက်ကလူကသူဒေါသဖြစ်လို့ကိုယ်ကလိုက်ဖြစ်ရင်သူကကိုယ်ပါပူသွားတာဒေါသကနှစ်ဦးလုံးကိုပူစေတာဖြစ်တဲ့အတွက်ကြောင့်တစ်ဖက်ကကိုယ်ဒေါသနဲ့လာရင်လည်းပဲကိုကတတိလေးကပ်ပြီးတော့ပြန်ထိန်းရထို့အတူပဲကိုယ်မှာဒေါသတွေထွက်တယ်ဆိုရင်လည်းပဲကိုယ်ဒေါသလေးတွေကိုတတိလေးနဲ့ကပ်ပြီးတော့မကျူးလွန်မိအောင်ထိမ့်သိမ့်ရဘုန်းကြီးတို့စာပေမှာကိလေသာအဆင့်နေရ level 3ဆင့်လောက်ရှိတယ်လောဘဒေါသမောဟမာနစတဲ့အကုသိုလ်ကိလေသာတွေဟာတဲ့အဆင့်တန်းအပြင်3ဆင့်လောက်ရှိတယ်စာလိုပြောရင်နံပါတ်1ကိလေသာအနုတ္တယကိလေသာခေါ်တယ်ဟိုးတန်တရားအစဉ်ဆက်တဲ့ကကိန်းပြီးတော့နေတဲ့ကိလေသာတွေလောဘတွေဒေါသတွေမောဟဘယ်တော့မှပါလာမှမသိတဲ့ကိလေသာတွေကိုကြီးမှာအဆိုင်ခဲယူဖြစ်တယ်အဲ့ဒီအနုတ္တယဆိုတဲ့ကိလေသာသေးသေးမွားမွားလေးတွေကတန်တရားတွေကပါလာတဲ့ကိလေသာတွေကတဲ့ယဟန္တာဖြစ်မှပယ်တာအရဟတမဉ္ဇဉ်နဲ့ပဲပယ်တယ်အဲ့ဒါအနုတ္တယကိလေသာရှိနံပါတ်2ကိလေသာကြောင့်ပရိယုဋ္ဌာဏကိလေသာဒုတိယ level ကြဒုတိယအဆင့်ပရိယုဋ္ဌာဏကိလေသာကြတော့အာယုန်နဲ့တွေ့ရင်ပေါ်လာတဲ့ကိလေသာမျိုးလောဘထွက်เสียအာယုန်တွေ့လို့လောဘထွက်သွားတယ်လောဘဖြစ်သွားတယ်ဒေါသထွက်เสียအာယုန်တွေ့လို့ဒေါသထွက်သွားဒေါသဖြစ်သွားတယ်မောဟမာနဖြစ်เสียအာယုန်နဲ့ဂျုံလို့မောဟမာနတွေဖြစ်သွားတယ်အဲ့ဒါကပရိယုဋ္ဌာဏကိလေသာခေါ်တယ်ဒုတိယ level တတိယကိလေသာအဆင့်ကြတော့ तू ကလွန်ကျူးတဲ့အဆင့်တွေကိုရောက်သွားလောဘကိုလောဘဖြစ်ုံနဲ့မဟုတ်ဘူးလောဘအလျောက်လွန်ကျူးမိလိုက်ရယူလိုက်တယ်ပိုင်ဆိုင်လိုက်တယ်ရအောင်ဖန်တီးလိုက်တယ်ဒေါသထွက်เสียအာရုံတွေးလို့ဒေါသထွက်သွားတယ်ဒေါသထွက်ုံနဲ့မဟုတ်ဘူးတွေ့ရနဲ့ကောက်ပေါက်လိုက်တယ်ဆဲလိုက်မှပါဆဲလိုက်တယ်ဆူလိုက်တယ်ဆူလိုက်တယ်အဝိတေကမအဆင့်ကိုရောက်သွားဘုန်းကြီးတို့ပုထုဇဉ်တွေကသူတော်ကောင်းတွေလည်းပဲပုထုဇဉ်ဘုန်းကြီးတို့လည်းပုထုဇဉ်ဆိုပုထုဇဉ်တွေမှာကကိလေသာတွေကတော့ရှိနေတာပဲအဲ့ခုနကအစင်ဆက်ကိန်းနေတဲ့အနုတ္တယကိလေသာယဟန္တာဖြစ်မှပယ်မှာဆိုတော့ကိလေသာကဒါမျိုးကြတော့ဘုန်းကြီးတို့ကလည်းပယ်နိုင်မှာမဟုတ်ဘူးပုထုဇဉ်တွေမှာမပယ်နိုင်ဘူးဘာလေး apply လုပ်ဖို့ practice လုပ်ဖို့လေ့ကျင့်ဖို့လိုလဲဆိုတော့လောဘဖြစ်เสียအာရုံနဲ့တွေ့လို့လောဘဖြစ်သွားတယ်လက်တွေ့အဲ့ဒီလောဘကိုအကောင်ထဲပေါ်တဲ့အဆင့်တွေရောက်မသွားအောင်ထိမ့်လိုက်နိုင်ပြီဒါအတော်မြတ်သွားတဲ့ကလျာဏပုထုဇဉ်အဆင့်ရောက်တယ်
ဒေါသတွေ့เสียအာယုံတွေ့လို့ဒေါသထွက်သွားတယ်ဒေါသအလျောက်သူကကျွလွန်တဲ့အဆင့်ကြီးရောက်မသွားအောင်ထိမ့်လိုက်နိုင်ပြီဆိုရင်ထောင်းနဲ့ဒေါသထွက်သွားတယ်ဒေါသထွက်ပေမဲ့အဲ့ဒီဒေါသအလျောက်ချက်ချင်းအကောင့်တွေမပေါ်ဘဲနဲ့ကိုဒေါသကိုဆဲတဲ့အဆင့်ကြီးရောက်မသွားအောင်လက်တွေ့လွန်ကျူးတဲ့အဆင့်ကြီးရောက်မသွားအောင်တတိလေးကအချိန်မီထိမ့်လိုက်နိုင်ပြီဆိုဝိတိတ်ကမအဆင့်ကိုရောက်မသွားတော့ဒါဆိုရင်တော်တော်လေးကိုအဆင်ပြေသွားတယ်တော်တော်လေးကိုအကျိုးတက်ရောက်မှုရှိသွားတဲ့ပုထုဇဉ်ဖြစ်သွားကလျာဏပုထုဇဉ်အဆင့်ကိုရောက်သွားကျွန်တော်ဒေါသကိုချက်ချင်းအကောင့်ထဲမဖော်ရဘူးတဲ့ဘုန်းကြီးတို့ပါဘူးတဲ့စာအုပ်လေးကပူတော်ယူစီယာကောင်းတယ်အမေရိကန်သမ္မတအိဘရာဟင်လင်ကွန်းရဲ့ဒေါသဖြေနည်းလေးကအတော်ကောင်းတယ်သူကလူတယောက်ကိုစိတ်ဆိုးပြီးဒေါသထွက်ပြီးဆိုရင်တဲ့စိတ်ဆိုးတဲ့လျောက်ဒေါသလည်းလျောက်သူ့ကိုသွားပြီးတော့ချက်ချင်းမတုံ့ပြန်ဘူးသူဒေါသဖြစ်တဲ့ဟာစိတ်ဆိုးတဲ့ဟာတွေကိုစာရွက်တရွက်မှာကောက်ပြီးတော့ရေးလိုက်တာချက်ချင်းရေးသူပြောချင်တဲ့အကုန်ရေးရေးပြီးတော့မှအဲ့ဒါလေးခောက်ပြန်ဖတ်ပြီးခောက်ပြီးတော့စာရိုက်တဲ့ထက်ပြီးတော့မှစာရိုက်လေးပုံမှာစာလေးရေးထားတယ်မနှက်ဖန်ကမှာပေးရန်ဆိုပြီးရေးပြီးတော့အဲ့ဒါလေးစပွဲပေါ်တင်ထားတယ်အိဘရာဟင်လင်ကွန်းနောက်နေ့မနေ့ကျတော့သူရေးခဲ့တဲ့စာလေးပြန်ဖတ်လိုက်တော့မှမဘေးပြစ်တော့ပဲနဲ့အဲဘုံထဲကိုထည့်တာစက်ကူဘုံအထက်လိုက်ရေးရသွားတယ်အိဘရာဟင်လင်ကွန်းရဲ့ဒေါသကိုချက်ချင်းအကောင့်ထဲမပေါ်ဘဲနဲ့ဖြည့်ရှင်းတဲ့မပေါ်ဘဲနဲ့ဖြည့်ရှင်းတဲ့နည်းလေးကဒါအတော်အတူယူစရာကောင်းလူအစိမ့်လက်မှန်မှလုံနေတဲ့ဖြစ်တဲ့အချိန်မှာကောက်ပြီးတော့ချက်ချင်းသွားပြီးအကောင့်ထဲပေါ်လိုက်ရင်ပြောလိုက်ပြီဆိုရင်အမှားတွေပဲဖြစ်တယ်ဆိုတော့တိတ်မခံစားနိုင်ဘူးဆိုရင်တော့ခုနကပြောဆိုစာရွက်လေးအလွတ်မှာကောက်ပြီးတော့ရေးချပြီးတော့ပြန်ဖတ်ဒီနေ့ကောင်းတယ်မပေါ်နောက်နေ့မနေ့ကျတော့ပြန်ဖတ်လိုက်တဲ့အခါကျတော့အိဘရာဟင်လင်ကွန်းကစိတ်လက်မှန်မှာရေးထားတဲ့စာရဲ့အမှားတွေပဲဖြစ်နေတာသိတော့မပေးပြတော့ပဲနဲ့စာရိုက်တဲ့ထက်စက်ကူဘုံနဲ့ထည့်လိုက်တာစက်ကူဘုံတစ်ထပ်လောက်ရသွားအဲ့ဒါဒေါသရဲ့ဖြည့်ရှင်းနေပဲပရိယုဌာဏအာယုန်နဲ့တွေ့လို့ပေါ်လာတဲ့ကိလေသာဝိတိတ်ကမလွန်ကျူးတဲ့အစဉ်တွေရောက်မသွားဘူးဆိုရင်တော်တော်ကိုတန်ဖိုးရှိတဲ့ဘဝကိုဘုန်းကြီးတို့တော်ကောင်းများပိုင်ဆိုင်နိုင်ကြတာဖြစ်ပါတယ်။ညဘုန်းကြီးကိုယ့်ကိုဆုံးမခြင်းအစာပိုက်လေးရအဲ့ဒါပါပဲ။စိတ်ကြီးတဲ့သူဟာဒေါသကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်ဆိုတာလူတိုင်းပုထုဇဉ်သဘာဝစိတ်လိုက်မှစိတ်ဒေါသဆိုတာရှိတတ်တာပဲစိတ်အပြစ်တို့ရှိတတ်တာပဲတိုးတော်လည်းပဲအဲ့ဒါတွေကိုတတိလေးကကပ်ပြီးတော့ထိန်းနိုင်မှတန်ဖိုးရှိတယ်တခါဒေါသကိုဘာဖြစ်လို့ဒေါသတွေကဇက်တိုက်စိတ်လိုက်မှထွက်သွားရတာလဲဘာဖြစ်လို့ဇက်တိုက်ဓာတ်တွေကိုအမားတွေဆက်လုံမိလိုက်တာလဲဆိုတော့အဲ့ဒီဒေါသစိတ်ကိုမသိလို့ဖြစ်သွားတာကိုဒေါသထွက်တာကိုမသိလို့ဖြစ်တာမသိတော့အဲ့ဒီဒေါသလျောက်ရှောက်ပြီးတော့မသိစိတ်နဲ့ဇက်တိုက်သူကကျွလွန်မှုတွေဖြစ်ကုန်အကယ်၍မဲ့အဲ့ဒီစိတ်ကလေးကိုသိတယ်ဆိုရင်သိရဆိုတာတတိရှိမှသိတာတတိမရှိရင်မသိဘူးဒေါသဖြစ်တာကိုမသိတော့ဒေါသအလျောက်လုံးပြီးအဲ့တော့ဘုဒ္ဓဇဘာဝတတိလေးကပ်ပြီးတော့ဒေါသတွေဖြစ်ရင်အဲ့ဒီစိတ်ကလေးကိုမြင်အောင်ကြည့်လိုက်ကိုဖြစ်နေတဲ့ခံစားချက် emotion ကို control လုပ်နိုင်တယ်ခံစားချက်ကို control လုပ်နိုင်တယ်ဒေါသထွက်လာရင်ဖြစ်ပေါ်လာတဲ့ခံစားချက်က exciting ဖြစ်တာစိတ်လှုပ်ရှားတာတွေဖြစ်တာဇက်တုံလာဆိုဘုန်းကြီးတို့စာပေမှာ IQ နဲ့ EQ ဆိုအင်္ဂလိပ်စာပေမှာရှိတယ် intelligent quotient နဲ့ emotional quotient IQ ကအသိဉာဏ်စွမ်းအားမှတ်ဉာဏ်စွမ်းအား emotion နဲ့ quotient က EQ ကြတော့ခံစားချက်ကိုထိန်းချုပ်နိုင်တဲ့စွမ်းအားမှတ်ဉာဏ်စွမ်းအားတွေဘလောက်ပဲမြင့် emotion EQ ကို control မလုပ်နိုင်ခံစားချက်ကိုမထိန်းချုပ်နိုင်ဘူးဆိုရင်အဲ့ဒီလိုအထက်ကိုမရောက်ခံစားချက်အလျောက်အကောင့်ထဲပေါ်တဲ့လူဟာစိတ်လိုက်မှလှုပ်တဲ့လူဟာဘယ်တော့မှအောင်မြင်မှုကိုမရဘူးဆိုတော့ IQ တွေဘလောက်ပဲမြင့် EQ ဆိုတဲ့ emotion ကို control လုပ်နိုင်တဲ့စွမ်းအားမြင့်မှသာလေလူတစ်ယောက်ဟာဘဝအောင်မြင်မှုရတယ်ဘဝအစဉ်တန်းကိုရတာဆိုတော့ကိုယ်မှာဖြစ်တဲ့ဒေါသစိတ်ကိုချက်ချင်းအကောင့်ထဲမဖော်ဘဲနဲ့ဒေါသဖြစ်ရင်အဲ့ဒီဒေါသစိတ်ကလေးကိုသိအောင်တတိလေးကပ်ပြီးတော့ကြည့်လိုက်တတိကအချုပ်ပဲတတိလွန်သွားလို့မှားသွားတယ်တတိများသွားလို့မဟုတ်တာတွေလုံးဖြစ်တယ်ဆိုတော့လောကမှာမရှိဘူးတတိလွတ်သွားလို့မှားသွားတာတတိလွတ်သွားလို့မဟုတ်တာလုံးမိတာဒါပဲရှိတယ်ဒါကြောင့်မြတ်စွာဘုရားကဘုရားဖြစ်တော်မူတဲ့ကစပြီးတော့ပြိဋိဘံစံတော်မူတဲ့အထိပဲဒီစကားလုံးကိုအမြဲတမ်းပြောတာအပမဒေနသံပါဒေထ
Abamadena mami malio mabo masare tadi deyane tamba data kozi ko nga piso niyame. Yaga babe pibe tini ba. Ti kaina. Realize lo kaina. Dure ma tira ne kanzara go matu. Ayon daku go shi atain tini makanza. Mati lo kanzara. Doda pilare, doda pitek a bogo, tini, dua. Kanzaja mabare, a two she dan live at Tibido, a doda siglia yacht. Doda pitago, Madido, Sate pite at dan libido, Kanzare a cajaro, Aguduri pite, Modari lomide, so Eddie sickligo, tedious, the delia cataya. The Dika Dorane, Eddie Pinide, Kanzaja, Dodaga, Yogo, your daughter. Yazabiaga, Babe Pipi Tiba Sura. Tida ne Kanzani Kaina, Madu, Tidaga, do a she daily tea. Takara Wino dea Adoria Kama leve, Ti Jim Dijan, Bakwa Lesro. Dea Adoria Kama Go Alego, the Dimacade Kaja, dea tiny and Luma a tweedy winner. A tweedy winning out, a tweed Madia Kaja, the night dea tiny, a tweedy a lie widow. Shall be doing a doing it. The night the art I net Kaja, Naiwa Jordi, a drill Madu. Is an army a drill Madu, meaning other lot in Madu. The Delibian will hang hard to any lalu, delay the Akama, do the Sega, Mashiro. Did a Segalia Yaula. Oh, the digger bian when Dore Kaja, a twisiga Piaudo. Yaga, eh, Pabe people diva zisura, below emotion, below Kanzach and Nubelala. Era liu, Tilalushin, Doda Sego Din, Dodaga, Simtrado. Lova Pitago Din, Lovaga, she was Samadoro. Moha Mana Pitago Din, Moha Mana, she Sado. Madi logo a Lova Leo Pita, Doda Leo Pita, Moha Mana Job Pita. Another Piachi and the Bogaro, Ludo Yaro, emotion, below Kanzaja Nubelala, Eric Kanzaja, Theon Juzava, Tin Kanzajaga, Sivu. Samadwaro, Kanzajaga yacht. Say Jida dua, the D Jibo loade, the D day in Sela Mamba loaded as we know I ki Gogo so much in a paima eralio, a tube you built her. The D has say alone a choke blazer. The D ma buying, Balo say baby, a mew border. The D she needed Eddie Pola the Mia said the Diga control of it at Dredger. Go Boma she needed people like Kanzaja go, the Diliga, $9 a cajaro. Say John people lame a Mario, Mashiro. The D buying say go 9 me, the D buying say ga, mammy. Oh, he's a gallia take widow, Tambushi. The D buying say go 9 me. The D buying say ga, mammy. What did the D Lego buy and go say go $9? The Dimian your dorane, I say a maro, a mari low meter. They are say Jibo te, the D Jibo leginyame, say mian bote, the D mambo Josayame, say many out, the D and Soyame, Sura. Yaswabia Shinga, the Digo, 2 bubido, Yora Piedo. When you are the Gogo so much in Sura, a pintima, Baligo 2 bubiogen Suro. Say Jida do the D net, Taligo, a 2 bubiogena. Doda Alia Lomida pitted a dredger, Cosego, Papidesra teaching, Coco, the Dili and Miacat higher. The Dima Bade say her, Amago said I Julo made a dredger. Never aviation, Aloroya, mindfulness, the dish jin ha. Ilida Ionego, Bear quasi 9 a dredger. The dish do net, the Dima she do, they be a quite charlie. Piaga Balauti, your lesson. Abamado, Amadam Badan, Bamado, Mizuno, Badano, Maine. Abamado, the D machine do, meaning to hard, Bamado, Mizuno, Badan. They needed to do it. The D machine do, they needed to net do bed. Bamado, Mizuno, Badan, Mamida duaro, Nabango, Tuanida to do bed. Duriga, me needed dula, Mamida dula, me a best she never met the anet to do bed. Amira duaro, a dash she never met the Jinkia, Nabango, Tuanida, do the way, Diga, Payashin Goro Magia, the Digo, 2 bubido,
အမြဲတမ်းလက်ကင်ထားစီခြင်းတာပဲတတိပဌာနာတုတ်ရဲ့အချုပ်လုံးကလည်းတတိကိုအထူးပြုခိုင်းတာပဲအဲ့ဒီတတိပဌာနာတုတ်မှာလာတာကစကလုံးလေးတစ်လုံးနဲ့ပဲယထာဘူတံပါဇာနာတိယထာဘူတံအရှိကိုအရှိအတိုင်းပါဇာနာတိသိရမယ်တဲ့ကိုယ်စိတ်မှာဘာပဲဖြစ်ဖြစ်စိတ်မှာပဲဖြစ်ဖြစ်ယုံမှာပဲဖြစ်ဖြစ်ဖြစ်သမျှပေါ်သမျှအရာတွေကိုဖြစ်စေဖြစ်ကြိုက်ပေါ်စေပေါ်ကြိုက်မှာသူ့ရဲ့အရှိအတိုင်းလေးပဲလိုက်ပြီးတော့သိရတယ်တဲ့အဲ့ဒါကိုတတိပဋ္ဌာန်ဝိပဿနာဆိုတာအဲ့ဒါပဲပြိတ္တိစိတ်နဲ့ယုံမှာပေါ်သမျှအရာတွေကိုဖြစ်စေဖြစ်ကြိုက်ပေါ်စေပေါ်ကြိုက်မှာသိရင်ဒါတရားပဲဆိုတော့ကိုယ်စိတ်ထဲမှာခုနကဖြစ်ပေါ်တဲ့ emotion ကြောင့်ခံစားချက်ကြောင့်ဖြစ်ပေါ်လာတဲ့စိတ်လိုက်မှပါလှုပ်ထားတယ်ဒေါသအလျောက်ဖြစ်ပေါ်တာတွေကိုတတိလေးကပ်ပြီးတော့အဲ့ဒီတတိကိုအဲ့ဒီစိတ်ကလေးကိုတတိလေးနဲ့နိုင်အောင်ထိန်းထားပြီးဆိုရင်တတိကနိုင်သွားရင်စိတ်လိုက်မှပါလှုပ်ထားလဲလျော့သွားတော့မှဖြစ်တဲ့အတွက်ကြောင့်ကိုယ်စိတ်မှာဘာဖြစ်တယ်ဆိုတာတတိလေးကပ်ပြီးတော့မိမိကိုယ်ကိုအသုံးချမိမိကိုယ်ကိုနှလုံးလှအောင်ကြိုးစားပြီးတော့အသုံးချပြီးဘဝတလန်းမှာတတိကပ်ပြီးတော့ချမ်းသာစွာနေထိုင်နိုင်တဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တတိ